Hello မင်္ဂလာပါ Food Blog ပိုင်းကျူကနေကြိုးဆိုပါရရှင်ဒီနေ့မှကျူကတော့မနက်စာကို Nescafe လေးနဲ့ဒီလိုကိတ်မုံလေးကိုရွေးထားပါတယ်ကျူက coffee ဆိုရင်အထုပ်တွေဖြော်ရတာတိတ်မကြိုက်ဘူးပေါ့နော်အဲ့တော့ coffee စစ်လေးကို coffee လေးတစ်စုံထည့်မယ်ပြီးတော့ Nescafe ကပဲထုတ်တဲ့ milk လေးတစ်စုံထည့်ပါမယ်ပြီးရင် make လေးကိုဘူးလေးနဲ့တိကျလေးလုံးအောင်ပိတ်ထားရင်အကြာကြီးထောက်ခံပါတယ်ရှင်နောက်တစ်ခါညီမမတူကနေပြီးတော့တကြားလေးထည့်ပါမယ်တကြားလေးကိုဆိုလို့ရှိရင်အများကြီးမထည့်ပဲနဲ့ဇွန်းလေးတစ်ဝက်ပဲထည့်မယ်နော်ပြီးရင်ရင်နွေးလေးထည့်ပါမယ်ရှင်ပြီးပြီဆိုတာနဲ့ဗီဒီယိုအားထုတ်တဲ့ကိတ်မုံလေးကိုစားပြမှာဖြစ်ပါတယ်စွန်းမွေးရတာလေးပါဒီအောင်မှာစားကောက်ပါတယ်ညဝရီမှာဆိုရင်တော့တစ်ဖာကို55ပတ်ပဲပေးရပါတယ်အထဲမှာအထုပ်သေးလေး12ထုပ်ပါပါတယ်ရှင်ကိတ်မုံသားလေးရဆိုရင်အရန်ကိုမှနူးညံ့နေပါတယ်เนาะစားလိုက်ရင်အဆက်မပြတ်ကိုစားချင်ပါတယ်เนาะခုနဖြော်ထားတဲ့ Nescafe လေးနဲ့ဆိုတော့အရန်ကိုမှမိုက်ပါတယ်ရှင်နောက်တစ်ခါနောက်တစ်မျိုးဆက်စားပြအောင်မယ်เนาะ A1 ထုတ်တဲ့ရိုးရကိတ်မုံလေးဖြစ်ပါတယ်သူကလည်းဆုံးမွေးရတာလေးပဲเนาะသူ့ထဲမှာဆိုရင်လည်းတစ်ဖာကို55ဘတ်အထဲမှာထုတ်သေးလေး12ထုတ်ပါပါတယ်ရှင်ကိတ်သားလေးအရန်ကိုနူးညံ့ပြီးတော့အရန်မိုက်ပါတယ်ရှင်ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်